Okay ကျွန်တော်အခုတစ်ချက်လောက်လိုက်လေးလွှတ်ပြီးတော့ပြောချင်တာလေဘုန်းကြီးကဒီဇင်ဘာလ6ရက်နေ့မှာကြော်စောပါနဲ့ဘန်ဒိုဂျာရဲ့ထိုးပွဲကြီးရလေလူတွေကတော့ဘန်ဒိုဂျာကလက်ကျိုးသွားလို့ဘန်ကန်ကောင်းလို့ခပိုက်ရသွားတာပါဘာညာပြောတယ်လူတွေအတွက်ပေါ့နော်အဓိကကတော့ဒါတိုက်ခိုက်ရေးပွဲတစ်ခုဆိုရင်တော့အရင်ကိုခံမှန်းတကယ် professionally ခံမှန်းနေတဲ့လူတွေတောင်မှအားတင်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့တက်ခဲရေးမှာကကြိုတင်ဒါ तू ကအကောင်းဆုံးပဲ तू ကတိတ်အဲ့လိုမဟုတ်သေးဘူးလို့အဲ့လိုမျိုးတုံးတက်တဲ့လူတွေအတွက်ကတော့ဒီနေ့ပပစိန်မုံကောင်းစရာပေါ့နော်။အကြည့်ကတော့ကျွန်တော်တို့မြန်မာတွေကအရင်ကို strong ဖြစ်နေကြတယ်။ကျွန်တော်တို့မြန်မာ fighter လေးကြောစောပိုင်းကိုအားပေးရတာလေအရင်ကိုအားရစရာကောင်းတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အမေရိကန်မှာရှိနေတဲ့လူတွေကဒီကွန်းတက်မရောက်နိုင်ရင်တော့ဒါမြန်မာပြည်ကပြည်တွင်းပြည်ပမှာရှိနေတဲ့မြန်မာလူမျိုးတွေအပဲချက်ကရမ်းကြတယ်အရန်နဲ့ဒါအကျဉ်းအားရစရာကောင်းတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အားပေးမှုကျန်းတယ်လို့ကျော်စောပိုင်းကလည်းပြီးခဲ့တဲ့ပတ်မှာသူပြောတယ်လို့ကတိပေးတယ်လို့ပြည်သူလူထုတွေကိုသူရဲ့ပြိတ္တတွေကိုသူကတိပေးတဲ့အတိုင်းသူပြသသွားပြီပေါ့နော်နောက်ဆက်တွဲမှာသူဘယ်လိုလာအောင်မလဲဆိုတာကျွန်တော်အဲ့ဒါပဲစောင့်ကြည့်ရမှာပြီးခဲ့တဲ့အပတ်မှာကျွန်တော်ကြည့်တွေးမိတာကတော့ဒါသူ့ရဲ့မြန်မာပြည်အလာနဲ့ပတ်သက်တဲ့ဟာလीဖနက်မှာဟိုလောက်ခဲ့တာပါညာကုန်နေမဲ့ပါညာပေါ့လေဒါပေမဲ့အဲ့အယူအယူအဆတွေကတော့အခုခေတ်တကယ်လို့နိုင်ငံခြား view တိတ်မရှိတဲ့လူတွေအတွက်တော့အရန်ခက်တယ်ဒါနိုင်ငံခြားတိုင်းမှာလေသူတို့နိုင်ငံကိုချစ်လို့ရှင်တော့အမျိုးမျိုးသူတို့အင်ဂျီပဲဖြစ်ဘယ်လိုအောက်ခံတွင်းခံဘာလို့ပဲဖြစ်သူတို့ကဝက်စားချင်ကြတယ်အဲ့ဒါကဘာလို့လဲဆိုတော့အဲ့ဒါနိုင်ငံကိုစွတ်ဖက်တာနိုင်ငံကိုနှိပ်ချတာအဲ့လိုမျိုးမထင်ကြဘူးသူတို့ကနိုင်ငံကိုကုံဆောင်တာဒီဟာလှုပ်တော့အားဖြင့်ကိုနိုင်ငံကိုဘယ်လိုချစ်တယ်ဆိုတော့ကိုသူတို့ပြတာလို့ပဲသူတို့ခန်းစားကြတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတီတရားလေးကိုပို့ပြီးတော့အကျယ်ပြတ်ဖို့တော့ကျွန်တော်တိုက်တွန်းပြရစီเนาะအတိကနောက်ဆက်တွဲမှာကျွန်တော်ကျော်စောဝင်ကတူစောင့်ကြည့်ပြီးတော့အားပြီးမှကျွန်တော်တို့မြန်မာနိုင်ငံအတွက်ထပ်လောင်းပြီးတော့ဒါသူ့ရဲ့ခပတ်ကိုလည်းသူရခါဝလုံနိုင်ဖို့အတွက်ကျွန်တော်အားပေးဖို့ပဲရှိတယ်အားလုံးကိုလည်းကျေးဇူးတင်တယ်လို့နောက်ထပ်မှာလည်းကျွန်တော်တို့အတူတူအားပေးကြရအောင်လို့မေတ္တာရေးခံချင်ပါတယ်နော်ကျွန်တော်ရဲ့ YouTube ကိုလည်းသဘောကျတယ်လို့ subscribe လုပ်ပေးကြပါလို့မေတ္တာရေးခံချင်ပါတယ်